မင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel နဲ့ကျွန်တော်ပြန်လည်ကြိုဆိုပါခင်ဗျာကျွန်တော်ဒီအပတ်စဉ် knowledge sharing video လေးတွေတင်နေတဲ့ channel ပဲဖြစ်ပါတယ်ကျွန်တော်ဒီတစ်ပတ်မှာလည်းကျွန်တော်တို့ဒီတနိုင်တစ်ပိုင်းပေါ့နော်ကျွန်တော်အပေါ်ဝင်ငွေလေးရအောင်အဓိကလှုပ်ဆောင်နိုင်တဲ့လုပ်ငန်းပေါ့နော်အဓိကခုနှစ်မျိုးနဲ့ပတ်သက်ပြီးကျွန်တော်ဒီတစ်ပတ်တင်ပြပေးမှာဖြစ်ပါတယ်ဒါကြောင့်ဒီ video လေးကိုအစဉ်အဆက်မပြတ်ကြည့်လို့ရအောင် like နဲ့ subscribe ဖို့လည်းနှိပ်ထားဖို့တော့မြတ်တရားခံပါတယ်ကျွန်တော်စလိုက်ကြအောင်အဲ့တော့ကျွန်တော်ဒီနေ့ပြောပြမယ်လုပ်ငန်းခုနှစ်မျိုးနဲ့ပတ်သက်ပြီးတော့နံပါတ်1အနေနဲ့ပြောရရင်ကျွန်တော်တို့ဒီအချိန်ပိုင်းလုပ်ငန်း part time ပေါ့နော် part time ပြောချင်တာကိုမှလည်းအလုပ်ရှိတယ်ပြင်မအလုပ်ရှိတယ်ဒါပေမဲ့ part time အလုပ်တွေနဲ့အပေါ်ငွေရအောင်ဘယ်လိုလုပ်မလဲအချိန်ပိုင်းဆိုလိုချင်တာဒါပါတော့ကိုကပညာရေးတစ်ခုတက်ထားတယ်ဆိုရင်အချိန်ပိုင်းအနေနဲ့ကိုကဒီပညာရေးကိုပြန်လည်ပြီးတော့သင်ကြားပေးမှလားဒါမှမဟုတ်ကိုကထားပါတော့အတန်းပညာရေးနဲ့ပတ်သက်လို့ကိုကျွမ်းကျင်တက်မြောက်ထားရင်လည်းပြန်ပြီး guide လုပ်လာအချိန်ပိုင်းပေါ့နော်ဘာလို့ပဲဖြစ်ဖြစ်ကိုကျွမ်းကျင်တက်မြောက်တဲ့ပညာရေးတစ်ခုကိုအချိန်ပိုင်းအနေနဲ့ပြန်လည်ပြီးပို့ချမယ်သင်ကြားမယ် online ပဲဖြစ်ဖြစ်ဒါမှမဟုတ်အပြင်မှာပဲဖြစ်ဖြစ်ပေါ့နော်အချိန်ပိုင်းကိုလုပ်လို့ရတဲ့အပိုင်းလေးဘာလုပ်လို့ရတဲ့အချိန်ပိုင်းဒါပါတော့တချို့နေရာတွေမှာထားပါတော့စိုင်းနေမှာတကယ်လို့အချိန်ပိုင်းလိုတယ်ဆိုရင်ကိုတက်ကျွမ်းတဲ့ပညာနဲ့အဲ့အချိန်ပိုင်းလိုအပ်တဲ့ဟာနဲ့ကိုစင်းကင်ပညာတက်ကျွမ်းနေဆိုပါစို့ဒါပါတော့အချိန်ပိုင်းကိုဝင်လုပ်လို့ရတာတချို့နေရာတွေမှာအချိန်ပိုင်းပေါ့ဒါမျိုးလေးတွေကပတ်တိုင်းကြော်လေးတွေအားလည်းအပေါ်ငွေရနိုင်တယ်နီလန်တစ်ခုဖြစ်ပါတယ်နံပါတ်2အနေနဲ့ပြောရင်ကျွန်တော်တို့ထားပါတော့ကိုတက်ကျွမ်းတဲ့ပညာတစ်ခုပေါ့ဒါပေါ့ကျွန်တော်ကဟင်းချက်ပညာကျွမ်းကျင်တယ်ဝါသနာပါတယ်အဲ့တော့ကျွန်တော်ဟင်းလေးချက်တယ်လို့ကျွန်တော်ဟင်းချက်ပြီးရောင်းတယ်ဟင်းပွဲလေးတွေတခြားစီစဉ်မယ် online လည်းကြော်ညာမယ်ဒါမှမဟုတ်ကျွန်တော်မှနေရာရှိမယ်ဆိုရင်ကျွန်တော်နေရာတစ်ခုလုပ်မယ်ဒီကိုတက်တဲ့ပညာနဲ့ပတ်သက်ပြီးတော့ကိုဟင်းချက်မယ်ဟင်းရောင်းမယ်ပေါ့ဟင်းဆိုင်ဖွင့်မယ်ဒါလည်းထိုနည်းတူဆိုတာပဲအားလုံးဝန်ထမ်းအများကြီးတို့တယောက်တစ်ဖြစ်တနိုင်တော့မိသားစုနဲ့လုပ်လို့ရတဲ့လုပ်ငန်းတစ်ခုတွေမှာဒီဟင်းချက်ပြီးရောင်းလာတယ်ဒါလုပ်ငန်းတစ်ခုအနေနဲ့ပါဝင်တယ်နောက်တစ်ခုကျွန်တော်ပြောချင်တာနံပါတ်3အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဆိုတော့အခုYouTube တို့ Facebook တို့ကျွန်တော်တို့ဒီ TikTok တို့မှာအခုတင်ကြတယ်ပေါ့နော်ဒါကျွန်တော်လည်းအခု try နေစေပဲဒီလိုမျိုးကျွန်တော်တို့လုပ်တဲ့အခါမှာလည်းကိုတက်ကျွမ်းတဲ့ပညာရေးတစ်ခုနဲ့ပတ်သက်ပြီးတော့ချပြနိုင်ရမယ်နောက်ပြီးတော့ presentation ကောင်းအောင်မယ်သူများစိတ်ဝင်စားအောင်ပေါ့နော်ဒါမျိုးလေးကို creation လုပ်နိုင်ရမယ်ဒါမျိုးလေးနဲ့ပဲတက်နေမြအချိန်တော့ပေးရမယ်ပေါ့နော်အချိန်နဲ့အမျှ subscriber များလာမယ်သူတက်မှတ်ချက် limit သူတက်မှတ်တဲ့အတိုင်းပေါဝင်သွားမယ်ဆိုရင်ပုံမှန်ဝင်ငွေလေးရနိုင်တယ်ဒါ YouTube တို့TikTok တို့ Facebook တို့ကရနိုင်တဲ့ဝင်ငွေပေါ့နော်ဒါမျိုးအနေနဲ့တတိယအချက်အနေနဲ့ပြောလို့ပါတယ်နောက်နံပါတ်4အနေနဲ့ကြည့်မယ်ဆိုကျွန်တော် delivery လုပ်ငန်းတွေဒါကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့အရင်ကြီးအများကြီးမလို့ကို့မှာစပိန်ရှိမယ်ဆိုင်ငယ်ရှိမယ်ဒါမှမဟုတ်ကို့မှာကားရှိမယ်ဒါလေးတွေကိုအသုံးပြုပြီးတော့ delivery လုပ်လို့ရမယ် delivery service ဒါအများကြီးလည်းမလို့ကိုနိုင်ကိုတယောက်တည်းလည်းလုပ်လို့ရတယ်အဲ့တော့ online မှာကြော်ညာတင်မယ် contact number ပေးမယ် delivery service လုပ်မယ်မြတ်တဲ့အဖို့အခါကိုချချက်ယူမယ်ဒါဆိုရင်ဒါဒီလုပ်ငန်းလေးကလည်းများသောအားဖြင့်အချိန်ပိုင်းဘယ်လိုပြောမလဲဆိုတော့တနိုင်တစ်ပိုင်းပေါ့နော်ဝင်ငွေတိုးစီနိုင်တဲ့လုပ်ငန်းတွေမှာဒီ delivery လုပ်ငန်းလည်းပါပါတယ်နောက်တစ်ခုပြောရရင်တော့ကျွန်တော်တို့ဒီနံပါတ်5အနေနဲ့ပြောမယ်ဆိုရင်တော့အယောင်း order ကောက်တယ်ပေါ့ဒါပေမဲ့ကျွန်တော်က sales marketing ကျွမ်းနေတယ်အဲ့အချိန်မှာကျွန်တော် marketing ဆင်းမယ်ပေါ့နော် marketing လုပ်မယ်အဲ့တော့ကျွန်တော်ကရောင်းလို့တဲ့ company နဲ့ဆက်သွယ်မယ်ကျွန်တော်တို့ကဂျားတွေကနေပြီးတော့ order ကောက်ပေးမယ် order ကောက်ပြီးတော့ကျွန်တော် marketing ဆင်းပေးမယ်ဒါမျိုးလုပ်ချင်အပြင်လည်းတနည်းအချိန်ပိုင်းပေါ့နော်ဝင်ငွေလည်းရနိုင်တယ်အဖို့ဝင်ငွေလည်းရနိုင်တယ်ကိုကျွမ်းကျင်တက်မြောက်အောင်လည်းအသုံးချလို့ရတယ်ဒါမျိုးတွေလည်းရှိတယ်ဒါနံပါတ်6အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ငှားရမ်းခြင်းလို့ခေါ်တယ်ငှားရမ်းခြင်းကတော့ကျွန်တော်တို့ထားပါတော့ကျွန်တော်တို့မှာတိုက်ခန်းရှိမယ်တိုက်ခန်းမှာတိုက်ခန်းတစ်ခန်းအပိုရှိမယ်ဒါဆိုကျွန်တော်တို့အခန်းခန့်တော့လည်းကောင်းတိုက်ခန်းတော့လည်းကောင်းကျွန်တော်တို့ပြန်ငှားစားလို့ရတယ်တဲ့နဲ့အဖို့နှုံးနဲ့ပေါ့နော်တလားဘယ်လောက်ဆိုပြီးကျွန်တော်ငှားလို့ရအောင်ဈေးမှာဆိုင်ငန်းအပိုရှိမယ်ကျွန်တော်ဈေးဆိုင်ငန်းရှိဒါမှမဟုတ်ကိုဆိုင်ငန်းကိုမရောင်းပြတဲ့အခါမျိုးလေးရှိမယ်ဒါမျိုးဆိုကျွန်တော်ငှားထားလို့ရတယ်ဒါငှားပြီးတော့တလားဘယ်လောက်နဲ့ငှားပြီးတော့ဒါလည်းအပိုငွေဖြစ်တစ်ခုပဲနောက်တစ်ခုကကို့မှာကားရှိမယ်ကားကမသုံးပြဘူးဒါဆိုရင်ကားကိုလည်းတလားကိုထားပြီးတော့ဘယ်လောက်အဲ့လိုမျိုးငှားထားလို့ရတယ်ဒါမျိုးလေးတွေကဒါငှားပြီးတော့ပေါ့နော်သုံးရတဲ့ကိုအပိုဝင်ငွေရနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့နံပါတ်9အနေနဲ့ကျွန်တော်ပြောမယ်ဆိုရင်တော့ဒါကတော့ online shopping ပေါ့ဒါတော့ချင်းချင်းပြအခုသုံးနေကြပြီဒီခေတ်မှာတော့များသောအားဖြင့်အဓိကဒီကိုချ
ချပြခြင်းတဲ့ product ကို online ပေါ်မှာချပြမယ်ရောင်းမယ်ကြော်ညာကလည်းကောင်းမယ်ပေါ့နော်ကိုယ် presentation နဲ့လည်းဆိုင်တယ်ပေါ့ဒါဆိုရင်ဝယ်လို့ကလိုက်လာမယ် network ကိုလည်းကျေပြည့်ပြည့်ကိုချဲ့ထွင်လို့ရမယ်ဒါ online shopping ပေါ့ဒါ online shopping ကတော့ကိုယ်စိတ်ကူးစိတ်တမ်းအရာကိုကျွမ်းကျင်တက်မြောက်ဘယ် product ဆိုကိုတင်ရောင်းလို့ရတယ်သူ့မှာဆိုရင်ဝန်ထမ်းတွေလည်းအများကြီးမလို့တွေးကြည့်မယ်ဆိုနေရာအနေနဲ့လည်းဘယ်လိုကောင်းမလဲခန်းခန်းနာနာကြီးကြီးမားမားနေရာကြီးအဲ့လိုမျိုးလည်းမလို့ကိုရှိတဲ့ကိုအခန်းထဲမှာပဲကိုစနစ်ရစီစဉ်ပြီးတော့ online အနေနဲ့တင်ပြီးတော့ဒါမျိုးလေးရောင်းလို့ရတယ်အဲ့တော့ကျွန်တော်ပြောခဲ့တဲ့9ချက်ကိုကျွန်တော်ပြန်ပြီးတော့ recap ပြန်လုပ်ပါမယ်နံပါတ်1အနေနဲ့အချိန်ပိုင်းပတ်တိုင်းကြောလို့ခေါ်တယ်ဒါလေးလည်းကိုဝါသနာပါတဲ့လုပ်ငန်းကိုဝါသနာပါတဲ့ကောင်းစဉ်နဲ့ပေါ့နော်အဆင်ပြေတဲ့အချိန်မှာပတ်တိုင်းကြောလေးကိုလုပ်လို့ရမယ်ဒါအပုံငွေရနေတယ်နံပါတ်2အနေနဲ့ပြန်ပြောရင်ကျွန်တော်တို့ဒီဆိုတော့ကိုယ့်ရဲ့ကိုကျွမ်းကျင်ရာလုပ်ငန်းတစ်ခုပေါ့ဒါတော့ဟင်းချက်တက်တယ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်စပိန်ညက်ကျွမ်းကျင်တယ်ပဲဖြစ်ဖြစ်ဒါမျိုးလေးဟိုဘယ်လိုကောင်းလဲစပိန်ညက်ဆိုင်ပဲဖြစ်ပေါ့နော်စပိန်ညက်ဆိုင်ကိုဟိုလုပ်မယ်ဆိုင်လေးလုပ်မယ်ဒါမှမဟုတ်ကိုအခန်းထဲမှာဖြစ်ဖြစ်ကိုယ့်ရဲ့ညီညီထဲမှာဖြစ်ဖြစ်ဆိုင်ကန်းလေးဖွင့်မယ်ဒါမျိုးလုပ်လို့ရဆိုတော့ဟင်းချက်ကျွမ်းကျင်တယ်ဟင်းချက်ပြီးရောင်းမယ်ဒါကိုဟိုပေါ့နော်အပေါ်ငွေရနိုင်တဲ့တစ်ခုပေါ့နော်ဒါမျိုးလေးတွေရှိတယ်နောက်တစ်ခုကျတော့နံပါတ်3အနေနဲ့ပြောရင်ကျွန်တော်ဒီပြောခဲ့တဲ့ Facebook တို့ YouTube တို့ဒီ TikTok တို့ကနေပြီးတော့ငွေရှာနိုင်တယ်ဒါနံပါတ်3နံပါတ်4အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော် delivery လုပ်ငန်းတွေပေါ့နော်ကိုယ့်ရဲ့အရင်းနှီးအများကြီးမလို့ကိုယ်မှာရှိတဲ့ပစ္စည်းတွေနဲ့ delivery လုပ်လို့ရတယ်ကိုယ့်ပစ္စည်းကိုသူများပစ္စည်းဒါမှမဟုတ် delivery လုပ်ပေးမယ် delivery charge ကိုတင်ပြတာအောင်ယူမယ်ဒါ delivery လုပ်ငန်းနောက်ခုနံပါတ်5အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့အယောင်း order ကောက်တယ် marketing ပိုင်းဒါနဲ့ထိုးတူစွာပဲ marketing စင်းတဲ့သဘောပဲဒါမှမဟုတ်တခြားကုမ္ပဏီရဲ့ပစ္စည်းကိုရောင်းပေးမယ်ဒီအတွက်ကိုcharge service ပေါ့ service ခါရမယ်ဒါမျိုးလေးပေါ့နောက်တစ်ခုကတော့နံပါတ်6အနေနဲ့ပြောမယ်ငှားရမယ်ကိုမှရှိမယ်တိုက်ခန်းရှိမယ်ဒါမှမဟုတ်ကားရှိမယ်နောက်ဆိုင်ငန်းရှိမယ်ဒါတွေကိုတစ်ဆင့်ပြန်ပြီးငှားရခြင်းအပြင်အပေါ်ငွေရနိုင်တယ်နောက်နံပါတ်9အနေနဲ့ပြောရရင်ကျွန်တော်ပြောတဲ့ online shopping ပေါ့နော် online shopping ကတော့ဒီခေတ်ဒီအခါမှာခြေပြည့်မဲ့သုံးနေကြတာပဲ online shopping ပေါ့နော် online shopping အနေနဲ့ပြောမယ်ဆိုရင်ကို presentation နဲ့ကောင်းအောင်မကိုကျွမ်းကျင်တက်မြောက်တာပစ္စည်းပေါ့နော်ဘာပဲဖြစ်ဖြစ်ကိုဈေးရောက်မယ်ပဲဖြစ်ဖြစ် online shopping နဲ့ပတ်သက်လို့နော်ဗန်ပစ္စည်းရောက်မယ်ဒါမျိုးလေးခြေပြည့်မဲ့ခုနောက်ပိုင်းမှာ network ချက်ထွင်ပြီးတော့လုပ်လို့ရတယ်ဒီ9ချက်ကတော့ဒါကျွန်တော်ရဲ့ဟောပေါ့နော်ကျွန်တော်သိသလောက် knowledge ပြန် share လာဒီ9ချက်ကတော့အဓိကတနိုင်တစ်ပိုင်းလုပ်ငန်းလေးဖြစ်တယ်အချိန်အားဖြင့်လည်းအပြည့်အဝအများကြီးပေးစရာမလိုနောက်တစ်ခုကလည်းအပေါ်ငွေရနိုင်တဲ့နည်းလမ်းလေးဒါဒီနေ့ကျွန်တော်တင်ပြတဲ့အကြောင်းအရာတော့ဒီ channel ပတ်သက်ပြီးတော့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အခုလိုဒီဗီဒီယိုလေးကိုပြီးဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်